A work as work for work in ဆိုတဲ့အသုံးလေးတွေကိုလေ့လာကြည့်ရအောင်သူမက small hospital မှာ nurse မအနေနဲ့စပြီးအလုပ်ဝင်ခဲ့တာ she studied working as a nurse in a small hospital ငါအခု shop assistant အဖြစ်အလုပ်လုပ်နေတာ I'm working as a shop assistant right now သူက driver အလုပ်တစ်ခုရခဲ့တာ he got a job as a driver သူမကဆရာမပါသူမကဆရာမအဖြစ်အလုပ်လုပ်နေတယ် she works as a teacher work for ငါကငါမိသားစုအတွက်အလုပ်လုပ်တယ် I work for my family ကအကြီးစားကုမ္ပဏီတစ်ခုအတွက်အလုပ်လုပ်နေတယ် he works for a big company သူမအဝတ်စားတွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအတွက်အလုပ်လုပ်နေတယ် she works for a company that may close သူတို့ကနိုင်ငံတကာအဖွဲ့အစည်းတစ်ခုအတွက်အလုပ်လုပ်နေတယ် they work for and international organization သူကသူ့ဖေစီးပွားရေးလုပ်ငန်းအတွက်အလုပ်လုပ်နေတယ် he works for his father's business work in ငါပညာရေးကဏ္ဍမှာအလုပ်လုပ်တယ် I work in education သူတို့က marketing ကဏ္ဍမှာအလုပ်လုပ်တယ် they work in marketing သူကရုံးတရုံးမှာအလုပ်လုပ်နေတယ် he works in an office နည်းပညာကဏ္ဍမှာအလုပ်လုပ်ချင်တယ် I want to work in technology သူတို့က fashion လုပ်ငန်းကဏ္ဍမှာအလုပ်လုပ်နေတယ် they work in fashion industry